မင်္ဂလာပါတော်တော်သမီးတို့ဒီနေ့မှာတော့ခြေအားတော်တော်သမီးတို့အားလုံးခန္ဓာကိုယ်ကြီးတန်မာပြီးတော့စွမ်းအားတွေပြည့်သွားအောင်ပြောစရာကောင်းတဲ့လေ့ကျင့်ခန်းကိုခြေနဲ့တူလိုက်လို့ကြမယ်နော် Okay တော်သမီးတို့အဆင်သင့်ဖြစ်ပြီဆိုလို့ရှိရင်စလိုက်ကြအောင် Let's go စလိုက်မယ်ပထမဆုံးလေ့ကျင့်ခန်းလေးကတော့လက်သီးထိုးမယ်ကိုယ့်ရဲ့ရှိမှာတော်တော်သမီးတို့ရဲ့အရှိမှာအကောင်ကြီးကောင်ရှိရဲ့လို့စိတ်ကူးလိုက်မယ်နော်အဲ့ဒီအကောင်ကြီးကိုဝေးရအောင်တွန်းထော်လိုက်မယ်နော် Okay အစရင်စားလိုက်ကြအောင်နော်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 Okay good job အားလုံးတွန်းထော်လိုက်ပြီဆိုတော့အားနဲ့မှလည်းတွန်းထော်လိုက်ပြီဆိုတော့ဝေးရောက်တော့မြင်ရတော့နော် Okay အဲ့ဒါလေးဒုတိယတစ်ခုအနေနဲ့ကတော့လေးဆက်ကြီးလိုမျိုးလှည့်ကြမယ်နော်လေးဆက်ကြီးလိုမျိုးလှည့်မှာဖြစ်တဲ့အတွက်လက်နှစ်ဖက်ကိုဘေးကိုဆန့်ထုတ်လိုက်မယ်ဘေးကိုဆန့်ထုတ်ပြီးပြီဆိုလို့ရှိရင်လက်နှစ်ဖက်ကိုဘေးကိုဆန့်ထုတ်မယ်ဘေးကိုဆန့်ထုတ်ပြီးပြီဆိုလို့ရှိရင်လေးဆက်ကြီးလေးလိုမျိုးဘယ်ဘက်လက်ကနေပြီးတော့ညာဘက်ခြေထောက်ကိုသွားထိမယ်ညာဘက်လက်ကနေပြီးတော့ဘယ်ဘက်ခြေထောက်ကိုသွားထိမယ်အဲ့လိုမျိုးလေးလုပ်မယ်နော်Okay ဒူးတွေမကွေးနေနဲ့နော်ဒူးတွေမကွေးပဲနဲ့ဖြည်းဖြည်းကြည့်လိုက်တော့မယ်နော်ဒါဆိုလို့ရှိရင်စလိုက်ကြရအောင် Okay လက်နဲ့ဖက်ကိုပေးကိုဆန့်ထုတ်မယ်ဆန့်ထုတ်ပြီးဆိုလို့ရှိရင်စလိုက်ကြရအောင်နော် Okay 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 Okay good job တော်တယ်ဒီဆက်ကြီးလေးလေးပြီးတော့နော်ဒီဆက်ကြီးလေးပြီးဆိုတော့ Okay အခုတစ်ခုကတော့တစ်ပင်လိုမျိုးရင်းကြမယ်နော်တစ်ပင်လိုမျိုးရင်းမယ်တစ်ပင်လိုရင်းမဖြစ်တဲ့အတွက်လက်နှစ်ဖက်ကိုခောက်ထောက်မယ်ထောက်ပြီးဆိုလို့ရှိရင်တစ်ပင်ရင်းလိုမျိုးပထမလက်တစ်ဖက်ကိုမြောက်မယ်မြောက်ပြီးဆိုလို့ရှိရင်ခေါင်းပေါ်ကနေပြီးတော့ဘယ်ဘက်တစ်ခါရင်းမယ်ညာဘက်တစ်ခါရင်းမယ် Okay ခက်တက်လေးရင်းကြရအောင်နော်Okay ဒါဆိုလို့ရှိရင်စလိုက်ကြရအောင်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 Okay တစ်ခါလေးရေးပြီးတော့တော်တယ် good job Okay ကဲအခုတစ်ခုကတော့အားရှိတော့ပိုင်းရောက်သွားပြီနော်အားရှိတော့ပိုင်းရောက်သွားပြီဆိုတော့ super hero ကြီးလို့အားနဲ့မန်နဲ့ခုံလိုက်ကြရအောင်နော်အားနဲ့မန်နဲ့ခုံမယ်ဆိုတော့သားတို့ရဲ့သမီးတို့တွေခုံတဲ့ချိန်မှာဒူးကိုရင်ဘတ်ထီအောင်မြင့်တင်မယ်နော်ဒူးကိုရင်ဘတ်ထီအောင်မြင့်တင်မယ်ပြီးကြတော့ဒူးမြင့်တဲ့ချိန်မှာဒူးကိုပုံမြင့်လိုက်တဲ့ချိန်မှာလက်နှစ်ဖက်ကလက်ခုပ်တည်လိုမျိုးဒူးဒီရဲ့ဒူးအောက်ကနေပြီးတော့ဒီလိုမျိုးလုပ်မယ်နော် Okay ဒီချောက်အောက်ချိုင်တဲ့ချိန်မှာတစ်ခါပုံလက်ခုပ်ခါတီး Okay နော် Okay ဒါဆိုလို့ရှိရင်စလိုက်ကြရအောင် Okay 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 Okay good job တော်တယ် super hero ကြီးလိုမျိုးအားနဲ့မှန်တယ်နော်အပေါ်မြင့်တင်ပြီးတော့ Okay ဒါဆိုလို့ရှိရင်အပေါ်လဲ super hero ကြီးလိုလည်းဖြစ်ပြီးတော့ပြီဆိုတော့ဒီတစ်ခါတော့ခါလိုက်ကြမယ်နော်
နောက်ဆုံးတစ်ခုအနေနဲ့ကတော့ခါလက်မဲ့လေ့ကျင့်ခန်းလေးလုပ်မယ်ခါလက်မဲ့ဆိုတော့လက်ကလေးကိုခါကိုထောက်မယ်ထောက်ပြီးဆိုနောက်ကနေပြီးတော့သားတို့သမီးတို့လှန့်ခေါ်တယ်လို့မျိုးလှန့်ခေါ်လို့နောက်ကိုလှည့်ကြည့်တယ်လို့မျိုးဘယ်ဘက်တစ်ခါလှည့်ကြည့်မယ်ညာဘက်တစ်ခါလှည့်ကြည့်မယ်အဲ့လိုမျိုးလေးဘေးလေးစောင်းပြီးတော့လှည့်ကြည့်မယ်နော်အဲ့လိုမျိုးလေးလုပ်မယ် Okay ready ဆိုလို့ရှိရင်စလိုက်ကြရအောင် 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 okay good job okay ခိုင်လေအကျော်ရော့သွားပြီเนาะခိုင်လေပဲအကျော်ရော့သွားပြီဒါဆိုလို့ရှိရင်ဒါတော့သူတို့တွေချဲတဲ့တူတူလိုက်လို့ပြီးသွားပြီဖြစ်တယ်စားတွေလည်းပြည့်သွားပြီစားတွေပြည့်သွားပြီဆိုတော့ဒီလိုလေးပဲဒါတို့သူတို့တွေနေတိုင်းလိုက်လုပ်ပြီးတော့လုပ်ပေးမယ်ဆိုလို့ရှိရင်တို့သမီးတို့ရဲ့ခန္ဓာကိုယ်ကြီးတွေကကျန်းမာတန်ဆွမ်းပြီးတော့ငြိမ်လဲကောင်းလာမယ်နော်ဒါကြောင့်ခြေနဲ့တူတူနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်โอเคတို့သမီးတို့တွေကျန်းမာတန်ဆွမ်းပြီးတော့ပျော်စရာလေးရလေးပိုင်ဆိုင်နိုင်ကြပါသည်ဘိုင်ဘိုင်